ကိုလေးချိန်ကြကျင်သူတွေစားသုံးပေးတဲ့ကစွန်းဥဤအာနိသင်များကစွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်ကြော်စားတာဖြစ်ဖြစ်တာကူနဲ့ကြိုစားတာဖြစ်ဖြစ်စားလို့ရပါတယ်ဒီလိုအမျိုးမျိုးလှုပ်စားလို့ရတဲ့ကစွန်းဥကစားကောင်းရုံတင်မဟုတ်ပါဘူးကျန်းမာရေးအတွက်လည်းအတော်လေးအထောက်အကူပြုပါတယ်ကစွန်းဥလို့ဆိုလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုအောင်လူတိုင်းလိုသိထားပြီးဖြစ်မှာပါကစွန်းကြီးပင်ရဲ့အမြင့်ဥတွေပါအတွင်းသားကလိမ္မော်ရောင်အဖြူရောင်ခရမ်းရောင်ဆိုပြီးအမျိုးမျိုးရှိကြပါတယ်ကစွန်းဥစားသုံးရင်းကနေရရှိနိုင်မဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့သွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တယ်စီးချိုသမားတွေအတွက်အထူးသင့်တော်တဲ့စားစရာတစ်ခုပါသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်ကစွန်းဥမှာစီးချိုကာကွယ်ပေးနိုင်တဲ့အာနိသင်လည်းရှိပါတယ်အမြင့်ဓာတ်ကြွယ်ဝတာကြောင့်ဝမ်းမှန်စေနိုင်တယ်လို့တကြားဓာတ်ဆုပ်ယူမှုကိုထိန်းညှိပေးနိုင်ပါတယ် free radical တွေကြောင့်နာတာရှည်ယောဂတွေမဖြစ်အောင်ကာကွယ်ခြင်းနဲ့ဆိုရင်တော့ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ကစွန်းဥကိုစားပေးလို့ရပါတယ်ဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပြီးစီးချိုနဲ့နှလုံးယောဂတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ကစွန်းဥစားသုံးမှုကအုံနောက်ရဲ့လှုပ်ဆောင်မှုကိုတိုးတက်ကောင်းမွန်စေနိုင်တယ်လို့မှတ်ဉာဏ်ကိုလည်းတိုးစေနိုင်ပါတယ်ကစွန်းဥကအာဟာရကြွယ်ဝတယ်လို့ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝတဲ့စားစရာတစ်မျိုးပါအသက်အရွယ်ကြောင့်ဖြစ်တဲ့မှတ်ဉာဏ်ရုပ်ရုပ်မှုကိုလည်းလျော့ပါးစေနိုင်ပါတယ်ကစွန်းဥမှာဗီတာမင် A ပါဝင်တာကြောင့်ကိုယ်ခံအားဆဲတွေထွက်ရှိအောင်လှုံ့ဆော်ပေးပြီးယောဂတွေနဲ့ကူးစက်ယောဂတွေမဝင်ရောက်အောင်တားဆီးပေးနိုင်ပါတယ်ကစွန်းဥကကိုယ်ခံအားကိုပဲကောင်းစေတာမဟုတ်ပါဘူးအမြင်အာရုံကိုပါကောင်းမွန်စေနိုင်ပါတယ်ဗီတာမင် A ကြွယ်ဝတဲ့အတွက်ဗီတာမင် A ချို့တဲ့မှုကြောင့်ဖြစ်တဲ့မျက်စိခြောက်တာညဘက်မှာအမြင်အာရုံဝေဝါးတာအသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံချို့ယွင်းတာတွေနဲ့အမြင်အာရုံဆုံးရှုံးမှုတွေကိုကာကွယ်ပေးပါတယ်အာဟာရဓာတ်ကြွယ်ဝပြီးအမြင်ဓာတ်များစွာပါဝင်နေတဲ့ကစွန်းဥကအစာခံစေနိုင်ပြီးအစာစားခြင်းစိတ်ကိုလျှော့ချပေးနိုင်တာကြောင့်ကိုလေးချိန်ကြခြင်းသူတွေစားသုံးပေးသင့်ပါတယ်ကစွန်းဥမှာဘီတာကယ်ရိုတင်းမက်ကနီဆီယမ်ဆင်းနဲ့ဗီတာမင် B အုပ်စုတွေပါဝင်နေတာကြောင့်အဆစ်အမြစ်တွေနာကျင်မှုကိုသက်သာစေနိုင်ပါတယ်ကစွန်းဥပြုတ်ရည်ကိုနာတဲ့အဆစ်တွေနေရာမှာလူးပေးမယ်ဆိုရင်လည်းအဆစ်တွေနာကျင်မှုကိုသက်သာစေမှာပါကစွန်းဥမှာပါတဲ့အမြင့်ဓာတ်ကအစာချေစနစ်ကိုကျန်းမာစေနိုင်တယ်လို့ဥတွေကိုလှုပ်ရှားမှုကောင်းမွန်စေပါတယ်ဒါအပြင်ဗီတာမင် B အုပ်စုဗီတာမင် C နဲ့ဗီတာကယ်ရိုတင်းပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်တို့ပါဝင်မှုကအစာအိမ်နာတွေကိုတိတိတတ်တာသက်သာစေမှာပါဝမ်းချုပ်မှုကင်းဝေးပြီးအစာအိမ်ထဲမှာအက်ဆစ်ဖြစ်ပေါ်မှုနည်းစေတာကြောင့်အစာအိမ်နာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်ကစွန်းဥမှာပါတဲ့အမြင့်ဓာတ်ကခန္ဓာကိုယ်ကရေဓာတ်တွေမဆုံးရှုံးရအောင်ကာကွယ်ပေးပါတယ်ကိုယ်တွင်းရေဓာတ်ကိုထိန်းညှိပေးပြီးဆဲတွေကောင်းမွန်စွာလှုပ်ဆောင်နိုင်အောင်ကူညီပေးပါတယ်ကစွန်းဥမှာဘာတွေသတိထားရမလဲဆိုတော့ကစွန်းဥကစိတ်ကြိုက်စားသုံးလို့ရတဲ့အစားအစာတစ်မျိုးပါအလွန်အကျွံမစားမိဖို့တော့လိုပါမယ်ပိုးသက်ဆေးမပါဘဲစိုက်ပျိုးထားတဲ့ကစွန်းဥဆိုရင်ပိုကောင်းပါတယ်သွေးတွင်းကိုလက်စထရောများတဲ့သူတွေကလွဲလို့ကျန်တဲ့သူတိုင်းအတိုင်းတာပမာဏတစ်ခုအထိစားသုံးပေးလို့ရပါတယ်ကစွန်းဥ၏ကျန်းမာရေးအကျိုးကျေးဇူးများကိုဗဟုသုတအနေဖြင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်အားလုံးပဲကျန်းမာကြပါစေ